မလေးမြို့ရဲ့ထင်ကြီးလမ်းမကြီးတစ်ခုဖြစ်တဲ့62လမ်းမမေးတင်အယောင်လေးတစ်ခုနဲ့မိတ်ဆက်ရောင်းချပေးချင်ပါတယ်ရှင်။ဖူးလာမေးအချိန်မြပြန်လဲကြိုဆိုလိုက်ပါရဲ့ရှင်။ညီမကတော့ဖူးလာမေးအချိန်မြမက်စာပဲဖြစ်ပါရဲ့ရှင်။အခုတစ်ခါမိတ်ဆက်ရောင်းချပေးချင်တဲ့နေရာလေးကတော့မန်လေးတောင်ရှိကနေစပြီးတော့မန်လေးစက်မှုဆောင်ပြီးဓာတ်ရိုက်ပေါက်တဲ့62လမ်းမတအယောင်တစ်တာလေးပဲဖြစ်ပါရဲ့ရှင်။ရောင်းချပေးချင်တဲ့ဒီနေရာလေးကတော့62လမ်းမကြီးမေးတင်28လမ်းနဲ့29လမ်းကြားမှာရှိတဲ့အာစီနှစ်ထပ်တိုက်အယောင်လေးပဲဖြစ်ပါရဲ့ရှင်။မျက်နှာပွင့်ကတော့35ပေရှိပြီးတော့အနောက်ကတော့ပေ80အကျယ်ရှိပါရဲ့ရှင်။အလဲလေးကတော့အရှိတ်လေးပဲဖြစ်ပါရဲ့ရှင်။ပိုင်ဆိုင်မှုအနေနဲ့ကတော့ခရမ်းမြေမျိုးစားလေးနဲ့ရရှိမှာပဲဖြစ်ပါရဲ့ရှင်။နောက်ဆက်ပေးခြင်းတဲ့အယောင်စင်းလုံးလေးကတော့ကျပ်သိန်း2900နဲ့ခေါ်ဆိုတာပါအခုမဆာမိတ်ဆက်ရောင်းချပေးသွားတဲ့လမ်းနဲ့အယောင်လေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့မဆာတို့ရဲ့ဖိုးလာမင်းအချမ်းမြေရဲ့ဖုန်းနံပါတ်များဖြစ်တဲ့39 993 39 တို့လည်းဆက်တဲ့မင်းမြန်းဝယ်ယူနိုင်ပါတယ်ရှင်လိပ်စာလေးကတော့မန်လေးဖိုးလာမင်းရုံးမှတ်တရဲ့လိပ်စာဖြစ်တဲ့33လမ်း86လမ်းနဲ့89လမ်းကြားတို့လည်းလူကိုယ်တိုင်လာရောက်စုံစမ်းမင်းမြန်းနိုင်ပါတယ်ရှင်လူသားပွင့်လင်းဖိုးလာမင်းမှာအချမ်းမြေမှာဆိုယုံကြည်စိတ်ချဖိုးလာမင်းကိုလာဆက်သွယ်လိုက်ပါရှင်